1940ခုနှစ်မှာနာဇီဆိုးရဟာချွေးတက်စခန်းတွေကအကျဉ်းသားတွေကိုအတုံးချပြီးစတာလင်ပေါင်တန်းပေါင်းများစွာကိုအတုလုပ်ခိုင်းခဲ့ပါတယ်ရည်ရွယ်ချက်ကတော့အဲ့ဒီငွေတွေကိုဗြိတိန်နိုင်ငံစီခိုးသွင်းပြီးဗန်စနစ်ကိုကမောက်ကမဖြစ်စေကစီးပွားရေးကိုပြိုလဲစေဖို့ဖြစ်ပြီးဒါကဂျာမနီကိုစစ်နိုင်ဖို့အထောက်အကူဖြစ်စေမှာပါငွေစက်ကူတုတွေအားလုံးကိုတိတာတွေထဲထည့်ပြီးယထာတွေနဲ့ပို့ဆောင်ခဲ့ပါတယ်တညမှာတော့အင်္ဂလန်နိုင်ငံဘာမင်ဟမ်မြို့ကအရေးပါတဲ့လက်နက်စက်ရုံတစ်ခုမှာအမျိုးသမီးတွေဟာဂျာမန်လေယာဉ်တွေမြို့ကိုဘုံကျဲနေတဲ့ကြားကဆက်ပြီးအလုပ်လုပ်ရခဲ့ရပါတယ်အဲ့ဒီနေ့ဟာဝန်ထမ်းတယောက်ရဲ့မွေးနေ့ဖြစ်လို့သူတို့တွေမွေးနေ့တခြင်းဆိုပြီးဖျောင်းတိုင်အောင်ထုံးခဲ့ကြပါတယ်ဒါပေမဲ့ကန်ဆိုးစွာနဲ့ပဲစက်ရုံပေါ်ကိုဘုံတလုံးကျလာပြီးစက်ရုံတရုံလုံးပောက်ကွဲသွားကအလုပ်သမားအားလုံးပွဲချင်းပြီးတေဆုံးသွားခဲ့ပါတယ်ဒီအချိန်မှာပဲတော်မီဟာအထီးကျန်စွာနေထိုင်နေပါတယ်သူဟာအရင်ကအင်္ဂလန်မှာအင်အားကြီးဆုံးဂုဏ်ဖြစ်တဲ့ Peaky Blinders ရဲ့ခေါင်းဆောင်ဖြစ်ခဲ့ပေမဲ့အခုတော့နယ်ဘက်မှာတယောက်တည်းသူ့ရဲ့အထုပ်ပတိကိုရေးနေပါတယ်မနက်ခင်းမှာသူ့ရဲ့လက်ထောက်ဂျော်နီကသူတို့ရဲ့ဇာတိမြေဘာမင်ဟန်ဘုံကျဲခံရကြောင်းလာပြောပေမဲ့တော်မီကဘာလို့ပြန်မှုမှမပြပါဘူးဂျော်နီကမြို့ကနေထွက်ပြေးလာတဲ့အမျိုးသမီးတယောက်နဲ့ဆုံခဲ့ကြောင်းအဲ့ဒီအမျိုးသမီးကသူ့ကိုအရင်ကတည်းကတိနေကြောင်းလည်းပြောပြပါတယ်သူမကတော်မီကိုကြည့်စီအားလုံးရဲ့ဖရင်လို့တုံးလုံးပြီးတော်မီဘာဖြစ်သွားလဲလို့မေးခဲ့ပါတယ်ဂျော်နီကတော့တော်မီဟာစာရေးဖို့အတွက်ဒီလောကကြီးကနေအနားယူသွားပြီလို့ဖြေခဲ့ပါတယ်တော်မီစာရေးနေတော့ဖုံးမိလာပါတယ်ဖုံးသွားချဖို့စားပွဲကနေထလာချိန်မှာသူ့ကြံထဲမှာလူတယောက်ပြေးသွားတာကိုသူသတိထားမိလိုက်ပါတယ်တင်းမာတဲ့အခိုက်တန့်လေးပြီးမှသူဟာစိတ်ပြက်လက်ပြက်နဲ့စားပွဲကိုထုလိုက်ပါတယ်အဲ့ဒီနောက်လမ်းလျှောက်ထွက်ဖို့ဆုံးဖြတ်လိုက်ပြီးတကိုင်းတစ်ခုပေါ်ကအနီရောင်လဲစီးပွားတစ်ခုကိုတွေးလိုက်ပါတယ်နောက်ပိုင်းသူစာရေးနေချိန်မှာမကြသေးမီကတေဆုံးသွားတဲ့သူ့သမီးလေးရဲ့ပုံရိပ်တွေကသူ့ကိုခြောက်လန့်နေကြောင်းဖွင့်ဟထားပါတယ်ဒါပေမဲ့ပွာကတော့အစ်စ်အမှန်ဖြစ်ပြီးအဲ့ဒီနေရာကိုဘယ်လိုရောက်နေလဲဆိုတာသူမရှင်းပြတတ်ပါဘူးပွာကသူ့ကိုစိတ်အနှောင့်အယှက်ဖြစ်စေလို့သူ့အကိုရဲ့တင်ချိုင်းကူမှာတွားချိတ်ထားဖို့ဆုံးဖြတ်လိုက်ပါတယ်မုံလွဲပိုင်းမှာတော်မီစီကိုသူ့ညီမအေရာရောက်လာပြီးစက်ရုံမှာဘာတွေဖြစ်ခဲ့လဲဆိုတာပြောပြပါတယ်သူမကတော်မီကိုပြန်လာပြီးကူညီစေချင်ပေမဲ့တော်မီကသူ့ရဲ့စိတ်ပိုင်းဆိုင်ရာခြောက်လန့်မှုတွေကိုဖြေရှင်းဖို့လိုသေးလို့ညှင်းဆိုခဲ့ပါတယ်အေရာကသူ့သားတွေနဲ့မတွေ့တာနှစ်ချီနေပြီလို့ထောက်ပြပြီးစူပူပါတယ်ဒါပေမဲ့တော်မီကတော့သူဟာဘယ်တော့မှဖခင်ကောင်းတယောက်မဖြစ်ခဲ့ဘူးလို့ဆိုပါတယ်စိတ်ပြက်နေတဲ့အေရာကအခြေအနေတွေကိုဆက်ပြောပြပါတယ်သူ့သားချားစ်ကမြောက်အာဖရိကရှေ့တန်းစစ်မျက်နှာမှာရောက်နေပြနောက်သားတယောက်ဖြစ်တဲ့ကျုံကတော့ Peaky Blinders ရဲ့ခေါင်းဆောင်တစ်ဖြစ်နေပါပြီကန်ဆိုးရာကကျုံဟာဂုံးကိုပြဿနာကြီးမားတွေရဲ့ဆွဲသွင်းနေပြီးသူ့ကိုဥပဒေကကြိုးပေးတာဒါမှမဟုတ်ဒေတာခန်တွေကဝိုင်းရိုက်တက်တာခံရမှာကိုအေရာကစိုးရိမ်နေပါတယ်တော်မီကတော့သူ့အကိုတေဆုံးပြီးကတည်းကသူပြောင်းလဲသွားပြီဖြစ်လို့ပြန်မလာနိုင်ဘူးလို့အခိုင်အမာပြောပါတယ်ဘာမင်ဟန်မှာတော့မိသက်သမားတွေနဲ့ရဲတွေကပျက်စီးသွားတဲ့စက်ရုံကိုရှင်းလင်းနေကြပါတယ်အဲ့ဒီအချိန်မှာ Peaky Blinders တွေရောက်လာပြီးရဲတွေကသူတို့ကိုတားဖို့ဘာမှမလုပ်နိုင်ဘူးဆိုတာသိကြပါတယ်ဂုံးသားတွေဟာရှစ်တကားကိုဖျက်ဆီးပြီးပောက်ကွဲမှုမှာမပျက်စီးပဲကြံနေတဲ့လက်နက်တွေကိုစတင်ခိုးယူကြပါတယ်ပိုင်ရှင်ဖြစ်သူကချက်ချင်းကန့်ကွက်ပါတယ်ဒါနဲ့ကျုပ်ကသူတို့ဟာဘာမင်ဟန်ရဲတပ်ဖွဲ့ရဲ့စစ်ဆေးရေးမှုချုပ်စီကခွင့်ပြုချက်ရထားတယ်လို့ပြောပြီးငွေနဲ့ပေးလိုက်ပါတယ်ပိုင်ရှင်ကရဲတွေကိုဆက်ပြီးတိုင်တန်းနေလို့ကျုပ်ရဲ့ညာလက်ယုံအီလိုင်ဂျာကသူတို့ကိုတားဖို့စ조사သူဘသူ့ကိုမဆိုမှတ်သားထားပြီးသူတို့မိသားစုတွေကိုရိုက်နှက်မယ်လို့ကြေညာလိုက်ပါတယ်စက်ရုံပိုင်ရှင်ကသူတို့ကိုမကြောက်ဘူးလို့ပြောလိုက်တာနဲ့ကျုံကသူ့ကိုထိုးချိတ်လိုက်ပါတယ်စက်ရုံဝန်ထမ်းတွေကချက်ချင်းဝင်ပါတဲ့အတွက် Peaky Blinders တွေကသူတို့ကိုပါရိုက်နှက်ပြီးအလွယ်တကူအနိုင်ရသွားပါတယ်အရက်သားတွေဝင်မစွတ်ဖက်တော့တဲ့အခါဂုံးသားတွေကတွေ့သမျှလက်နက်အားလုံးကိုယူဆောင်သွားကြပါတယ်အချိန်နှဲငယ်ကြတော့အေရာဟာဘာမင်ဟန်ကိုပြအရောက်လာပြီးစက်ရုံကိုမသွားခင်သူမရဲ့ဒါကားကိုတွားခေါ်ပါတယ်ဒါပေမဲ့အလုပ်သမားတွေက Peaky Blinders တွေကြောင့်အခြေအနေတွေပိုဆိုးသွားရတဲ့အတွက်အေရာကိုမျက်နှာပြရဲသေးလားဆိုပြီးချက်ချင်းဝေဖန်ကြပါတယ်ဘာတစ်ခုမှကျုပ်ဟာဘက်ကက်လို့ခေါ်တဲ့နာဇီအေဂျင့်တယောက်နဲ့တွေ့ဆုံပြီးဘက်ကက်ကငွေစက်ကူတုနမူနာကိုပြပါတယ်ပြည်တိန်စီးပွားရေးတွေကိုထည့်သွင်းဖို့စတာလင်ပေါင်တန်း350အဆင့်သင့်ဖြစ်နေပြီးအဲ့ဒီလိုလုပ်ဖို့ဂုံးတွေကိုအသုံးပြုချင်နေတာပါအကယ်လေPeaky Blinders တွေကသူနဲ့ပူးပေါင်းလုပ်ဆောင်မယ်ဆိုရင်သူတို့ကနှစ်ဆက်ရပါမယ်ဒါပေမဲ့နောက်ဆက်တွဲဖြစ်လာမယ်မင်းမဲစရိုက်အခြေအနေတွေအတွက်တော့အဆင့်သင့်ဖြစ်နေရပါမယ်ဘက်ကက်ကသူ့ထက်လူကြီးတွေဟာတော်မီနဲ့စကားပြောချင်ခဲ့တာလို့လဲဆိုပါတယ်ဒါကြောင့်ဒေါသထွက်တော့အားတဲ့ကျုံဟာသူ့ကိုယ်သူခေါင်းဆောင်ဖြစ်ကြောင်းကြေညာရင်းအပြင်ဘက်ကကားကိုမှန်အောင်ပြတင်းပေါက်ကိုတင်းနဲ့ပစ်လိုက်ပါတယ်ဘက်ကက်ကကျုံကိုနိုင်ငံကိုတစ္ဆာဖောက်ဖို့ဆန္ဒရှိလားလို့မေးတဲ့အခါကျုံကရှိတယ်လို့ဖြေပါတယ်ဒါကြောင့်ဘက်ကက်ကဒီညတက်တည်ပြရမယ်လို့သူ့ကိုပြောလိုက်ပါတယ်နောက်တနေ့မှာတော့တော်မီဟာသူ့အိမ်ထဲမှာအတန်တစ်ခုကြားလိုက်ရလို့စုံစမ်းဖို့တင်းနဲ့ကိုချက်ချင်းကောက်ကင်လိုက်ပါတယ်စားပွဲတစ်ခုပေါ်မှာတော့ဖွင့်ထားတဲ့ပြတင်းပေါက်တွေတိုင်လိုက်ခဲ့ပါဆိုရဲစာရိုလေးတစ်ခုကိုသူတွေ့လိုက်ရပါတယ်တော်မီလိုက်သွားတဲ့အခါကော်လာဆိုသူသူ့စာအုပ်ကိုဖတ်နေတာကိုတွေ့လိုက်ရပါတယ်သူကသူမကိုတင်းနဲ့ချိန်လိုက်ပေမဲ့အနီးကပ်ကြည့်လိုက်ချိန်မှာတော့သူမဟာကျုပ်ရဲ့တေဆုံးသွားတဲ့မိခင်ဇေဒါနဲ့အရန်တူနေလို့အန်ကြသွားပါတယ်ကော်လာကသူမဟာဇေဒါရဲ့အမြညီမဖြစ်ကြောင်းနဲ့ဇေဒါကအိမ်မက်တွေနှုတ်ဝင်တွေကတဆင့်သူမနဲ့စကားပြောနေစေဖြစ်ကြောင်းရှင်းပြပါတယ်ဇေဒါကသူမကိုသတင်းစကားတစ်ခုပါပြီးဒီကိုလွတ်လိုက်တာလို့သူမကဆိုပါတယ်အမြညီမနှစ်ယောက်ဟာကျစ်ပစီတွေဖြစ်ပြီးကျုပ်ဟာကျစ်ပစီလူမျိုးတွေကိုဖျက်ဆီးမဲ့လူဆိုးတွေနဲ့ပတ်သက်နေပါတယ်အကယ်လေးတော်မီတာပြန်လာပြီးသူ့သားကိုတားဖို့သဘောတူရင်ကော်လာကတော်မီစိတ်အေးချမ်းမှုရအောင်ကူညီပေးမယ်လို့ကတိပေးပါတယ်အဲ့ဒီအချိန်မှာဂျော်နီဟာကျုပ်ကြော်သူရှိတယ်ထင်ပြီးတင်းနဲ့တလက်နဲ့အခန်းထဲကိုရုတ်တရက်ဝင်လာပါတယ်ဒါပေမဲ့တော်မီကကော်လာဟာသူတို့ရဲ့ဧည့်သည်ပါလို့ပြောလိုက်လို့ဂျော်နီအန်ကြသွားပါတယ်ဂျော်နီကတော်မီကိုတီးတန့်ခေါ်ပြီးကော်လာဟာစစ်တွင်းမှာတားတွေဆုံးရှုံးခဲ့ရတဲ့ဝန်းနေနေတဲ့မိခင်တွေကိုတားဖြစ်သူရဲ့လိညင်နဲ့ဆက်သွယ်ပေးမယ်ဆိုပြီးအမျက်ထုတ်နေသူဖြစ်ကြောင်းပြောပြပါတယ်သူမကတော်မီကိုပါတုံးချမှာကိုဂျော်နီစိုးရိမ်နေပေမဲ့တော်မီကသူ့ကိုဂရုမစိုက်ပါဘူးနေခင်းဘက်မှာကျုပ်ဟာသူ့ရဲ့ဝက်တွေကိုတွားကြည့်ပြီးပစ္စည်းတချို့ကိုတိုးလောင်ယုံထဲမှာတင်ဆဲနေပါတယ်အဲ့ဒီအချိန်မှာအေရာရောက်လာပြီးစက်ယုံကိုဝင်စီးရဲ့ကိစ္စအတွက်သူ့ကိုစူပူကဝက်တွေအကြောင်းမေးပါတယ်ကျုံကတားတက်ယုံတစ်ခုပုံကျဲခံရလို့သူ့အနေနဲ့ဝက်တွေကိုယာယီစောင့်ရှောက်ပေးထားတာပါလို့အကြောင်းပြပေမဲ့အေရာကသူ့စကားကိုမယုံပါဘူးအဲ့ဒီနောက်ကျုံကဆေးဝါးတွေရောင်းချနေကြောင်းဖွင့်ပြောလိုက်ရာဆေးရုံကပစ္စည်းတွေခိုးခံရတာကိုအေရာတတိယသွားပါတယ်သူ့ကိုတိုင်နှမ်းမယ်လို့အေရာကချင်းချောက်ပါတ
ကဲဒါပေမဲ့ကျုံကသူ့ကိုဘယ်သူမှတားလို့မရဘူးလို့ထောက်ပြပါတယ်အဲ့ဒီနောက်အေရာဟာတော်မီစီမှာအရင်ကအလုပ်လုပ်ခဲ့ဘူးရဲ့သူမရဲ့သူငယ်ချင်းတယောက်စီကိုသွားပါတယ်ကျုံပါတွေလုပ်နေလဲဆိုတာနဲ့သူမအနေနဲ့ဆေးရဲတစ်ဖွဲ့စီသွားတိုင်ဖို့စဉ်းစားနေကြောင်းသူ့ကိုပြောပြပါတယ်အေရာကသူ့ကိုတက်တေထွက်ဆိုပေးဖို့နဲ့ကူညီပေးဖို့တောင်းဆိုပေမဲ့သူကညှင်းဆိုခဲ့ပါတယ်ကျုံကိုဆန့်ကျင်တာကသူတို့ကိုဒုက္ခရောက်စေုံပဲရှိမှာဖြစ်ပြီးကျုံကိုတားနိုင်မဲ့တူးတဲသောသူကတော်မီပဲလို့သူကယုံကြည်နေပါတယ်ဒီအချိန်မှာတော်မီဟာသူ့ရဲ့ဝိုင်းမြေအောက်ခန်းကိုသွားပြီးအတန်တစ်ခုကြားလိုက်ရလို့ပလင်းတစ်လုံးကိုမတော်တဆပြုတ်ကျကွဲသွားစေပါတယ်စစ်တွင်းကာလရှာချေတန်းဥမင်လုံကောင်းတွေတဲကသူ့ရဲ့နေ့ရက်တွေကိုမြင်အောင်လာခဲ့ပြီးဒါဟာသူ့မှာပြင်းထန်တဲ့စိတ်ဒဏ်ရာ PTSD ရှိနေကြောင်းတက်တေပြနေပါတယ်စစ်ပွဲကိုအိမ်ထိတူတယ်လာခဲ့မိပြီလို့သူ့စာအုပ်ထဲမှာရေးထားပါတယ်အိပ်ပျော်နိုင်ဖို့အတွက်သူဆေးလိပ်တောက်ဖို့လိုအပ်ပါတယ်နောက်ပိုင်းမှာသူ့စီပွားယူလာပေးပြီးသူ့အကိုအကြောင်းမေးတဲ့ကော်လာကြောင့်သူ့လက်နိုးတော့အားပါတယ်တော်မီကဒီအကြောင်းကိုမပြောချင်ပေမဲ့ကော်လာကသူမဟာတကယ်တော့သူညီမရဲ့ခနာကိုယ်ကိုအသုံးပြုနေရဲ့ဇေတာဖြစ်တယ်လို့ဆိုပြီးဆက်တိုက်မေးနေပါတယ်တော်မီကသူမကိုမယုံတဲ့အခါပွားကသူ့သမီးလေးထားခဲ့တာဖြစ်ပြီးသူမဟာသူ့အကိုနဲ့စကားပြောခဲ့ကြောင်းတက်တေအနေနဲ့တော်မီတင်ချိုင်းကူမှာပြောခဲ့တဲ့စကားတွေကိုကိုးကားပြခဲ့ပါတယ်အခုတော့သူစိတ်ဝင်စားသွားပြီးပိုတိကျင်လာပါတယ်ဒါပေမဲ့သူမကတော်မီအနေနဲ့ကျုံကိုကူညီဖို့သဘောတူမှသာဆက်ပြောပြမယ်လို့ဆိုပါတယ်တော်မီကသူဟာအရင်ကလူမဟုတ်တော့ဘူးလို့ပြောတဲ့အခါသူမကသူ့ရဲ့အရင်တိတ်ကပုံစံကိုပြန်ရအောင်ကူညီပေးမယ်လို့ကန့်လန့်ပါတယ်အဲ့ဒီနောက်သူမဟာဇေတာဖြစ်ကြောင်းနောက်ထပ်တက်တေပြတဲ့အနေနဲ့သူတို့ရဲ့အရင်ကရှုပ်ဝက်ချင်းတွေရဲ့နေရာအကြောင်းပြောပြရင်သူတို့နှစ်ကိုရှင်နှဲခဲ့ကြပါတယ်သူတို့ပြီးသွားတဲ့အခါကော်လာကတော်မီရဲ့အကိုဟာသူ့တည်ဆုံးမှုအတွက်တော်မီကိုအပြစ်မတင်ကြောင်းပြီးတော့လူတိုင်းကသူ့ကိုယ်သူအဆုံးစီရင်သွားတယ်လို့ပဲယုံကြည်နေကြကြောင်းပြောပြပါတယ်တော်မီကသူမကိုပါဆက်ပိတ်ထားဖို့စ조사ရင်အကိုဖြစ်သူကသူ့ကားကိုခိုးသွားလို့တော်မီကလိုက်သွားခဲ့ကြောင်းဖွင့်ဟလိုက်ပါတယ်အပြစ်ရှိစိတ်နဲ့လွှမ်းမိုးနေတဲ့တော်မီကဘာတွေဖြစ်ခဲ့လဲဆိုတာကိုဝန်ခံပါတယ်အဲ့ဒီညကမြူရီထူထက်နေပြီးသူ့အကိုကဆေးလိပ်ရမ်းတောက်ထားလို့တော်မီကိုနှဆိုးလို့ထင်သွားခဲ့ပါတယ်ရုံးရင်ဆန်ခတ်ဖြစ်ရာကနေတော်မီဟာသူ့အကိုကိုမတော်တဆတက်မိသွားခဲ့တာပါကော်လာကတော်မီအနေနဲ့စိတ်ကိုလွတ်ချလိုက်ဖို့လိုတယ်လို့ဆိုကနှစ်သိမ့်ပေးပါတယ်သူဟာသူ့သမီးဒါမှမဟုတ်သူ့အကိုကိုမကယ်နိုင်ခဲ့ပေမဲ့သူ့သားကိုတော့ကယ်တင်နိုင်ပါသေးတယ်ညနေပိုင်းမှာဘာမင်ဟန်ဟာထက်ပြီးဘုံကျဲခံရပြန်ပါတယ်လူတွေဟာဘုံခိုချင်းတွေစီပြေးသွားကြပြီးအေရာကအဲ့ဒီအခွင့်အရေးကိုယူကာဒေတာခံတွေအားလုံးကိုတပြိုင်နက်တည်းစကားပြောခဲ့ပါတယ်သူမကကြုံကိုတားချင်ပေမဲ့ဆေးရဲတက်ဖွဲ့စီသွားဖို့သူတို့ရဲ့တက်တေထွက်ဆိုချက်တွေလိုအပ်နေပါတယ်အဲ့ဒီအချိန်မှာကျုပ်ဟာပတ်ကပ်ပြီးတော့ပြည်တိုင်ဖက်စစ်ဖွဲ့ချုပ်ရဲ့ဒုတိယအကြီးအကဲဘာဂျစ်လို့နဲ့တွေ့ဆုံနေပါတယ်ဘာဂျစ်ကနိုင်ငံအနှံ့ငွေစက်ကူတူတွေဖြန့်ဖြူးရမှာကူညီပေးမှာဖြစ်လို့အသေးစိတ်ကိုဆွေးနွေးချင်နေတာပါကျုပ်ကငိုအေရီကိုတင်ဆဲဖို့တူးမြောင်းလေသုံးစင်းကိုအသုံးပြုမဲ့သူ့ရဲ့အစီအစဉ်ကိုပြောပြလိုက်ရာဘာဂျစ်သဘောကျသွားပါတယ်အဲ့ဒီနောက်ပတ်ကပ်ကဘာဂျစ်ဟာတစ္ဆာဖောက်ဖြစ်ကြောင်းနဲ့ဒါကြောင့်ယုံကြည်လို့မရကြောင်းဖော်ပြထားတဲ့သတင်းချက်လက်တွေရထားတယ်လို့ထုတ်ဖော်ပြောလိုက်ပါတယ်ကျုံကချက်ချင်းပဲဘာဂျစ်ကိုတင်းနဲ့ပစ်လိုက်ရာဘာဂျစ်မှာသွေးတွေထွက်ပြီးလေးဘက်ထောက်ကထွက်ပြေးဖို့စ조사ပါတယ်ကျုံကသူ့ကိုတေချာအောင်ဒုတိယအကြိမ်ထပ်ပစ်လိုက်ပေမဲ့ပတ်ကပ်ကကြီးစံတွေအားလုံးကုန်တဲ့အထိပြစ်ဖို့အမိန့်ပေးပါတယ်အဲ့ဒီနောက်ကျုံဟာအရန်ကိုစိုးရိမ်ထိတ်လန့်နေခဲ့လို့ပတ်ကပ်ကသူဟာအင်မတန်အရေးကြီးတဲ့လူတွေနဲ့အလုပ်လုပ်နေတာဖြစ်အပီးကျုံကိုကာကွယ်ပေးမှာဖြစ်ကြောင်းအာမခံပါတယ်မကြခင်ကျုံဟာလီဗာပူးကိုလေရီယူသွားပြီးငွေတွေသွားယူရပါမယ်ဒါပေမဲ့လောလောဆယ်မှာတော့ကျုံအနေနဲ့အလောင်းကိုဖျောက်ဖျက်ရပါမယ်ပတ်ကတ်ထွက်သွားပြီးနောက်ကျုံဟာဒေါသတကြီးနဲ့ပလင်းတစ်လုံးကိုရိုက်ခွဲလိုက်ပါတယ်အဲ့ဒီနောက်အလောင်းကိုဝက်စာဖြစ်ကျွေးလိုက်ပါတယ်လီဗာပူးမှာတော့ငွေတွေပြည့်ပါတဲ့တစ်တာတွေကိုတင်ဆောင်လာတဲ့တင်မောတွေရောက်ရှိလာပါပြီနောက်တစ်နေ့မနက်မှာတော်မီနိုးလာတော့ကုတင်ပေါ်မှာပွာလေးနဲ့အတူတယောက်တည်းဖြစ်နေပါတယ်သူ့အကိုရဲ့တင်ချိုင်းကူမှာပွာကိုပြန်ထားပြီးနောက်မှာတော့သူနောက်ဆုံးမှာလှုပ်ရှားဖို့ဆုံးဖြတ်လိုက်ပါတယ်သူဟာသူ့ရဲ့အရင်ကအဝတ်စားတွေကိုဝတ်ဆင်ပြီးကားကိုယူကဘာမင်ဟန်ကိုသွားတော့မယ်လို့ကြေညာလိုက်ပါတယ်အရန်စိတ်ပူနေတဲ့ဂျော်နီကဒါဟာယူတိုမှုပဲလို့ထင်ပြီးသူနဲ့အတူလိုက်သွားဖို့တောင်းဆိုပါတယ်အဲ့ဒီအချိန်မှာကျုပ်ဟာအမျိုးသမီးတယောက်နဲ့ညအိပ်ပြီးနောက်နိုးလာပါတယ်သူ့စီမှာဘာဂျစ်ရဲ့အဝတ်စားတွေရှိနေသေးတာကိုတတိထားမိသွားလို့အဲ့ဒါတွေကိုမိရှို့ပစ်လိုက်ပါတယ်အဲ့ဒီအချိန်မှာပတ်ကတ်ရောက်လာပြီးဘုံခိုချင်းထဲမှာအေရာဘာလုပ်ခဲ့လဲဆိုတာကိုသူ့ကိုပြောပြပါတယ်အေရာဆေးရဲတက်ဖွဲ့စီမသွားခင်သူမကိုတက်ပစ်ဖို့ကြုံကိုသူကခိုင်းပါတယ်ပတ်ကတ်ကသူ့သားအတွက်သူရှက်မိကြောင်းနဲ့ကျုံသားသူ့သားဖြစ်ခဲ့ရင်အရန်ကုန်ယူမိမှာဖြစ်ကြောင်းလည်းပြောပါတယ်အဲ့ဒီနောက်ကျုပ်ဟာအေရာနဲ့ကားတို့ကိုမြို့ထဲမှာလိုက်ကြည့်နေပြတေချာပြနိုင်မဲ့တယ်လီဖုန်းရုံလေးတစ်ခုထဲမှာပုံနေပါတယ်ဒါပေမဲ့သူ့မိသားစုအပေါ်ထားတဲ့တန်ရောစင်ကြောင့်သူမပြည့်ရက်ခဲ့ပါဘူးဒါကြောင့်ဒေါသတကြီးနဲ့တယ်လီဖုန်းကိုရိုက်ခွဲလိုက်ပါတယ်သူမနောက်ကိုဆက်လိုက်သွားပြီးသူမအနီးမှာကားတစ်စီးရက်သွားတာကိုတတိထားမိလိုက်ပါတယ်ကားထဲကနေပတ်ကတ်ထွက်လာတဲ့အခါကျုံကသူမကိုတတိပေးဖို့អော်လိုက်ပါတယ်ကန်ဆိုးစွာနဲ့ပဲနောက်ကျသွားပါပြီပတ်ကတ်ဟာသူမကိုတင်းနဲ့အချိန်ချင်းပြစ်တက်လိုက်ပြီးတက်တေခံချက်တွေပါတယ်အိတ်ကိုလူယူသွားပါတယ်မထွက်ခွာခင်သူကကျုံကိုသူ့အတွက်ဂုံယူစရာမဖြစ်လာခဲ့ဘူးလို့ပြောသွားပါတယ်ကားတယောက်ယူကျုံမရဖြစ်နေပြီးကျုံကတော့ဘာမှမလုပ်နိုင်ပဲငေးကြည့်နေုံသာတက်နိုင်ပါတော့တယ်လန်ခုလက်မှာတော်မီကားကိုရက်ပြီးအပြင်ထွက်ကအေရာရဲ့လိညင်ကိုစိုက်ကြည့်နေမိရာကနေသူမတေဆုံးသွားပြီဆိုတာကိုသူသဘောပေါက်သွားပါတယ်မိနစ်အနည်းငယ်ကြာတော့သူဟာမှုခင်းဖြစ်ပွားရာနေရာကိုရောက်လာပြီးရဲတယောက်ကကျုပ်ဟာအေရာတေဆုံးမှုမှာပါဝင်ပတ်သက်နေရလို့သူ့ကိုပြောပြပါတယ်ကျန်တဲ့ကိစ္စတွေကိုသူဖြေရှင်းနေချိန်မှာအေရာရဲ့အလောင်းကိုစောင့်ရှောက်ဖို့ဂျော်နီကိုရင်ခွဲယုံစီလွတ်လိုက်ပါတယ်ဘာတစ်ခုမှတော်မီကတေးဂီတကိုရက်ခိုင်းလိုက်ပြီးကျုံကိုရှာပါတယ်ဒေတာခံတွေကသူ့ကိုချက်ချင်းစော်ကားပြီးသူ့ရဲ့အပြုတ်မှုအတွက်ရန်တွေ့ကြပါတယ်ပြဿနာကြီးထွားတော့မဲ့အချိန်မှာအီလိုင်ဂျာကဒါဟာတော်မီဖြစ်ကြောင်းသိသွားပြီးလူအုပ်ကြီးကိုပြောပြလိုက်ပါတယ်နမေကိုမသိတဲ့စစ်သားတယောက်ကလွဲလို့လူတိုင်းနောက်ဆုတ်သွားကြပြီးအဲ့ဒီစစ်သားကသူ့ကိုတင်းနဲ့ချိန်ပါတယ်တော်မီကအင်ဂျီတဲကိုလက်ပစ်ပုံးတစ်လုံးထည့်ပေးလိုက်ပြီးတုတ်ပြန်လိုက်တာကြောင့်အဲ့ဒီလူဟာထိတ်လန့်တကြားနဲ့ဘားထဲကနေပြေးထွက်သွားပြီးပောက်ကွဲသွားပါတယ်အဲ့ဒီနောက်တော်မီကစစ်သားရဲ့တင်းနဲ့ကိုကောက်ယူပြီးတပြားဆက်ကိုပစ်လိုက်ကအီလိုင်ဂျာကိုသူ့တားစီခေါ်သွားဖို့အတင်းကျပ်ခိုင်းစေပါတယ်တိုးလောင်ယုံထဲမှာကျုပ်ဟာပစ္စည်းတချို့ကိုထုတ်ပိုးပြီးထွက်ပြေးဖို့စူးစမ်းနေပါတယ်ဒါပေမဲ့တော်မီကသူ့ကိုရှာတွေ့သွားပြီးရွှွနှဲကိုပစ်ချလိုက်ပါတယ်သူကဆေးဝါးအိတ်တွေကိုလည်းယူပြီးစီကန်းချက်တွေအားလုံးကိုဖောက်ဖျက်ခဲ့တဲ့ကြုံကိုစူပူကပစ်ပေါက်ပါတယ်တော်မီကန်လိုက်ပြီးနောက်ကျုံကသူဟာသူ့မိသားစုအပေါ်တစ္ဆာရှိသေးတဲ့အတွက်အေရာကိုမတက်နိုင်ခဲ့ကြောင်းရှင်းပြပါတယ်တို့ပေမဲ့သူ့ဖေသူ့ကိုခြံထားခဲ့တဲ့တခုတည်းသောအရာဟာအပြစ်တွေဖြစ်လို့သူမကြာခဏအပြစ်တွေကျူးလွန်မိနေတာလို့ဆိုပါတယ်သူက
ဒေါသတကြီးနဲ့တော်မီကိုဝင်လုံးပြီးသူတို့နှစ်ယောက်ရှင်ထဲမှာစတင်လုံးထွေးတက်ပုတ်ကြပါတယ်တော်မီကသူ့ကိုအလွယ်တကူအနိုင်ယူလိုက်ပြီးဘက်ကတ်နဲ့အစီအစဉ်အကြောင်းပြောပြဖို့အတင်းကျပ်ခိုင်းစေပါတယ်အဲ့ဒီနောက်တော်မီဟာရင်ခွဲရုံကိုသွားပြီးဂျော်နီတင်နက်ကိုယူကာသူ့ကိုလွတ်လိုက်ပါတယ်အဲ့ဒီနောက်သူကအေရာရဲ့အလောင်းကိုစကားပြောရင်သူမတောင်းဆိုခြင်းကလေးကသူစောစောလာခဲ့တဲ့နယ်လို့ပြောပါတယ်သူတို့အကိုကိုသူတက်ခဲ့ကြောင်းနဲ့သူအရက်မူပြီးဒေါသထွက်နေခဲ့လို့အဲ့ဒါမတော်တဆမှုမဟုတ်ကြောင်းကိုလည်းဝင်ခံပါတယ်အကိုဖြစ်သူစီကနေလွတ်မြောက်ဖို့အတွက်သူ့ကိုတက်ခဲ့တာဖြစ်ကြောင်းရှင်းပြပေမဲ့မိသားစုဝင်အများအပြားတည်ဆုံးပြီးနောက်မှာတော့ဆိုးရွားတာတွေကနေကောင်းမွန်တဲ့အရာတစ်ခုခုထွက်ပေါ်လာမယ်လို့သူချိန်ဆိုပါတယ်သူရင်ခွဲရုံကနေထွက်လာချိန်မှာတော့မျက်ရည်တွေကျနေပါတယ်အပြင်ကိုခြေချလိုက်တာနဲ့တော်မီဟာဘက်ကတ်ကိုတွေ့လိုက်ရပြီးသူတို့အပြန်အလှန်ပစ်ခတ်ကြပါတယ်မြင်းတွေကထိတ်လန့်တကြားအော်ဟစ်နေကြပြီးသူတို့နှစ်ယောက်ကတော့ပုံကွယ်နိုင်ဖို့နေရာတစ်ခုကနေတစ်ခုကိုပြေးလွှားနေကြပါတယ်ဘက်ကတ်ကတော်မီကိုလူဖွဲ့စည်းတွင်းကသွေးဆိုးသွေးရုပ်တွေကိုရှင်းလင်းပစ်ဖို့ဟစ်တလာရဲ့လောက်ရဟာမှန်ကန်ကြောင်းနဲ့စစ်ပွဲကိုဘုံတွေအစာငွေဆက်ကူတွေနဲ့အဆုံးသက်တာကပိုကောင်းကြောင်းပြောပြီးတိမ်သွင်းဖို့စ조사ပါတယ်ဘက်ကတ်ဟာသူ့ရဲ့နောက်ဆုံးကြည်စံတွေကိုဖြုံးတီးလိုက်ပြီးနောက်မြင်းတွေကိုအကာအကွယ်ဖြစ်သုံးဖို့တွန်းထုတ်လိုက်ပြီးမြင်းတွေကလမ်းကြားကိုပိတ်ဆို့ထားချိန်မှာသူထွက်ပြေးသွားပါတယ်အဲ့ဒီနောက်တော်မီဟာမြင်းတကောင်ပေါ်တက်ပြီးလမ်းတွေပေါ်မှာစီးနှင်းသွားရာဒေတာခန်တွေကသူ့ကိုဖရင်တပါလို့ကြိုဆိုကြပါတယ်ဘားထဲမှာတော့ကျုပ်ဟာသူ့ရဲ့အပြစ်ရှိစိတ်ကိုအရက်နဲ့ဖြည့်သိမ့်နေပါတယ်ကော်လာကသူ့စီလာလဲပြီးတစ်ချိန်ကျရင်တော်မီနဲ့ကျုံတို့အတူတကွအလုပ်လုပ်ကြလိမ့်မယ်လို့ဇေတာရဲ့လိညင်ကသူမကိုတခါကပြောခဲ့ဘူးကြောင်းရှင်းပြပါတယ်ဒါကြောင့်ဒါဟာကျုံအတွက်မှန်ကန်တဲ့အရာကိုလုပ်ဖို့အခွင့်အရေးပါပဲသူမကသူ့ကိုကြီးစံတတောင်ပေးပြီးနာဇီတွေကိုရှင်းလင်းပြီးရဲ့နောက်မှာကျုံကတော်မီကိုတက်ရမယ်လို့ပြောပါတယ်ကော်လာကသူ့ကိုစိတ်အေးချမ်းမှုရစေမယ်လို့ကတိပေးထားပြီးဒါကသာအဲ့ဒီအရာကိုရနိုင်မယ်တခုတည်းတော့နေလန်းဖြစ်ပါတယ်တော်မီတေသွားရင်ကျုပ်ဟာသူ့မိခင်အမြဲလိုလားခဲ့တဲ့ဂျစ်ပစီဘရင်တစ်ဖြစ်လာနိုင်ပါတယ်ကော်ဟာဘားတွေကထွက်လာချိန်မှာတော်မီနဲ့ဆုံမိပြီးကျုံကသူ့ကိုကူညီလိုက်မယ်လို့ပြောပါတယ်ဒါပေမဲ့တော်မီကပထမဆုံးအနေနဲ့ဂျစ်ပစီလဲတစ်စီးလိုရဲလို့ဆိုပါတယ်အထဲမှာတော့ကျုပ်ဟာသူ့ရဲ့ဆုံးဖြတ်ချက်ကိုခိုင်မာစေဖို့အကျွေးစစ်တစ်စိကိုလန့်ကြည့်နေပါတယ်တော်မီဝင်လာပြီးသူတို့နှစ်ယောက်အတွက်အရက်ငှက်ပေးချိန်မှာကျုပ်ကဘက်ကတ်ကိုတက်ဖို့သူ့ကိုကူညီပေးမယ်လို့သဘောတူလိုက်ပါတယ်အချိန်နဲ့ငယ်ကြအဲ့တော့အေရာရဲ့ဇာပနာအတွက်မိသားစုနဲ့သူငယ်ချင်းတွေစုဝေးကြပါတယ်အလောင်းကိုတပ်ပုံချုံးနဲ့အတူဂျစ်ပစီလဲမှာထည့်ထားပြီးတော်မီကမိရှို့လိုက်ကသူ့ရဲ့ပူဆွေးတော့ကကိုဖြည့်သိမ့်ရင်မိတောက်တွေကိုကြည့်နေပါတယ်အဲ့ဒီညမှာကျုံကတော်မီသူ့နောက်ကိုလိုက်နေကြောင်းတတိပေးဖို့ဘက်ကတ်စီဖုံးဆက်ပါတယ်ဒါပေမဲ့ကျုံကကူညီခြင်းတည်းရဲ့အတွက်ဘက်ကတ်ကအစီအစဉ်ကိုအဆုံးသတ်ပေးဖို့သူ့ကိုတန်း90ပေးဖို့သဘောတူလိုက်ပါတယ်ဒီအချိန်မှာတော်မီဟာလက်ရပြတွေကိုစောင့်ကြည့်နေပါတယ်အဲ့ဒီအချိန်မှာစိတ်ကန်းသူဒေးစာတက်ကသူ့စီရောက်လာပြီးမတင်ကားစရာကိုတောင်နဲ့စိတ်ကန်းကလေတွေအကြောင်းသတင်းချက်အလက်တွေအားလုံးကိုပေးပါတယ်ကျုံရောက်လာတဲ့အခါတော်မီကသူ့ကိုစက်တဲနဲ့မိတ်ဆက်ပေးပြီးသူ့သားကိုယုံကြည်ဖို့ဆုံးဖြတ်လိုက်ပြီလို့ကြအညာပါတယ်အဲ့ဒီနောက်သူတို့တွေဟာစက်တဲရဲ့သတင်းချက်အလက်တွေကိုတုံးပြီးအစီအစဉ်တစ်ခုဆွဲကြပါတယ်တော်မီကဝါဒါလိုဥမင်လုံကောင်းကိုအသုံးပြုခြင်းပေမဲ့ဥမင်တဝက်ပြိုကျပြီးနောက်မှာအဲ့ဒါကိုပိတ်ထားခဲ့ကြောင်းစက်တက်ကထောက်ပြပါတယ်ဒါပေမဲ့တော်မီကဝင်ပေါက်ရှာတွေ့မယ်လို့သူ့ကိုအာမခံပါတယ်လီဗာပူးကိုသွားတဲ့လမ်းမှာတော်မီဟာသူ့စာအုပ်ကိုဆက်ရေးနေပြီးသူ့ကလေးတွေအတွက်ရည်စူးထားပါတယ်ကျုပ်ဟာသူ့ရဲ့တဘာဝအမွေဆက်ခံသူဖြစ်တင်ပေမဲ့ဒီညတာဝန်ဟာသူ့ရဲ့စစ်မှန်တဲ့သဘောတဘာဝကိုဖော်ထုတ်ပေးမယ်စံတမှုတစ်ခုဖြစ်အကြောင်းသူကဖော်ပြထားပါတယ်နောက်ဆုံးမှာတော့တော်မီဟာဝါဒါလိုဥမင်လုံကောင်းဝင်ပေါက်ကိုရှာတွေ့သွားပြီးကော်လာကိုအကူအညီတောင်းပါတယ်သူမရဲ့ဆွေမျိုးတွေကဂိတ်တကားကိုဖျက်တောက်ဖို့သူတို့ရဲ့ကိရိယာတွေကိုချက်ချင်းအသုံးပြုကြပါတယ်စောင့်နေစဉ်အတွင်းတော်မီကကော်လာကိုလက္ခဏာဖတ်ပေးဖို့တောင်းဆိုပါတယ်သူမကဖတ်ပေးပေမဲ့အတိတ်ကအရာတွေကိုပဲပြောနေလို့သူကသူ့အနာဂတ်အကြောင်းမေးပါတယ်ကော်လာကဒီညမှာသူလိုချင်တဲ့ငြိမ်းချမ်းမှုကိုရလိုက်မယ်လို့ပြောတဲ့အခါတော်မီကသူ့တင်နက်ကိုဆွဲထုတ်လိုက်ပြီးကော်လာကသူ့စီကိုဆက်ရောက်လာကြတဲ့ကသူ့ကိုတက်ချင်နေတာကိုသူတီကြောင်ဝန်ခံပါတယ်သူမဟာနိမိတ်ဆိုးဖြစ်တယ်လို့သူကပြောတော့ကော်လာကတော်မီသားကြုံကိုမတက်ရင်ကောင်လေးကသူ့ကိုပြန်တက်လိုက်မယ်လို့တုံ့ပြန်ပါတယ်တော်မီဥမင်လုံကောင်းနဲ့ဝင်သွားချိန်မှာကျုပ်ဟာဘက်ကတ်နဲ့စကားပြောနေပြီးဘက်ကတ်ကတော်မီရဲ့အစီအစဉ်ကိုမေးပါတယ်ကျုံကလေးရဲ့လမ်းကြောင်းနဲ့သူတို့စီမှာတင်နဲ့နှဲငယ်ပဲရှိမယ်ဆိုတာကိုပြောပြလိုက်ရဘက်ကတ်ကအဲ့ဒါတွေအားလုံးကိုသူ့ရဲ့ဂျာမန်စစ်သားတွေအတွက်ဘာသာပြန်ပေးလိုက်ပါတယ်မကြခင်ဂျာမန်လေရင်တွေကအဲ့ဒီနေရာကိုဘုံကျဲတဲ့အတွက်ဥမင်လုံကောင်းအစိတ်ပိုင်းတွေပုံမပြိုကျလာပြီးတော်မီပိတ်မိသွားပါတယ်ဒီဖြစ်အပျက်ကသူ့ကိုစစ်မြေပြင်ကတုတ်ချင်းတွေရဲ့မှာနေခဲ့ရတဲ့အချိန်တွေကိုမြင်အောင်စေတဲ့ PTSD ကိုပြန်လည်ဖြစ်ပေါ်စေပြီးတည်ဆုံးသွားတဲ့ချစ်ရသူတွေရဲ့ပုံရိပ်တွေကိုမြင်အောင်လာစေပါတယ်ဒါပေမဲ့တော်မီကအရှုံးမပေးဘဲလွတ်မြောက်တဲ့အထိအပျက်စီးတွေကြားထဲကနေတူးဖော်ထွက်လာခဲ့ပါတယ်သူဟာလေကားတွေကိုရှာတွေ့ရဲ့အထိဆက်ပြေးပါတယ်စိတ်ကမ်းမှာတော့ဂျာမန်စစ်သားတွေကလေတွေရောက်လာတာကိုစောင့်ကြည့်နေကြပါတယ်သူတို့ကစက်တစ်ကိုချက်ချင်းပစ်ခတ်လိုက်ရာစက်တက်ဟာရေထဲမခုန်ချခင်ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေကိုခလုံးနှိပ်လိုက်ပါတယ်အဲ့ဒါကတစ်ချိန်လုံးသူတို့ကြံစီထားတဲ့အစီအစဉ်ပဲဖြစ်ပါတယ်လေဟာစိတ်ကမ်းသူ့ကိုဝင်တိုက်ပြီးပောက်ကွဲသွားကပောက်ကွဲမှုတစ်ခုတည်းနဲ့စစ်သားအားလုံးကိုတေဆုံးစေခဲ့ပါတယ်ကိုတောင်ထဲမှာတော့ဘက်ကတ်ဟာကျုံတို့ကိုလှည့်စားသွားကြောင်းသဘောပေါက်သွားပြီးသူ့ကိုတင်းနဲ့ချိန်လိုက်ပါတယ်ကျုံကသူ့အကျွေးစိတ်ကအဖေကိုမနာခံဖို့ပြောခဲ့ပေမဲ့အကျွေးစိတ်ကိုမနာခံဘဲမှန်ကန်တဲ့အရာကိုလုပ်ဖို့ရွေးချယ်ခဲ့ကြောင်းရှင်းပြပါတယ်အဲ့ဒီအချိန်မှာကိုတောင်ထဲမှာဘုံတစ်လုံးပောက်ကွဲသွားပါတယ်ဒါကဘက်ကတ်ကိုလဲကျသွားစေပြီးတော်မီထဲကိုဝင်လာချိန်မှာကျုံထွက်ပြေးသွားပါတယ်မကြခင်မှာပီကီဘလိုင်းနာစ်တွေဟာကိုတောင်ကိုဝိုင်းထားလိုက်ပြီးကြံနေတဲ့နာဇီစစ်သားတွေနဲ့တင်းနဲ့ပစ်ပွဲဖြစ်ကသူတို့အားလုံးကိုရဆက်တက်ပစ်လိုက်ပါတယ်တော်မီဟာလူတချို့ကိုခိုးကြောင်ခိုးဝက်တက်ဖြတ်ရင်ကျုံနဲ့ဆုံမိပါတယ်ကျုံကသူဘာလို့ဒီလောက်ကြာနေရတာလဲလို့မေးပါတယ်စိတ်ပြက်နေတဲ့တော်မီကသူဒီကိုရောက်နေတာသူ့အမေတောင်းဆိုတာဖြစ်ကြောင်းပြောပြီးကျုံကိုလွတ်လိုက်ပါတယ်အဲ့ဒီနောက်တော်မီကငွေတိတ်တာတွေကြားမှာမြေမြုပ်မိုင်းတစ်လုံးထောင်ထားပြီးနာဇီတွေရဲ့အစီအစဉ်ကိုထိရောက်စွာဖျက်ဆီးပစ်လိုက်ပါတယ်ဒီဖြစ်အပျက်တွေအားလုံးကိုမြင်လိုက်ရတဲ့ဘက်ကတ်ဟာသူ့ကားပေါ်တက်ပြီးသူ့ကိုတင်းနဲ့ကင်ပြီးစောင့်နေတဲ့တော်မီစီကိုမောင်းလာပါတယ်ဘက်ကတ်ကသူ့ရဲ့ဘိုက်ကိုနှစ်ချက်ပစ်လိုက်ပြီးမှတော်မီကသူ့ခေါင်းကိုပြန်ပစ်လိုက်ပါတယ်ကားကဆက်ရွေ့နေပြီးတော်မီကအဆုံးသက်ကိုစောင့်ဖို့လက်နှစ်ဖက်ကိုဖြန့်ထားလိုက်ပါတယ်ဒါပေမဲ့ကျုံကသူ့ကိုတွန်းထုတ်လိုက်လို့ကားကနယံကိုဝင်တိုက်သွားပါတယ်
တော်မီလဲကြသွားပြီးဂုံးသားတွေကသူတို့ကိုဝိုင်းရံထားချိန်မှာတော်မီကကျုံကိုတင်းနဲ့တက်လက်ပေးပြီးအဆုံးသက်ပေးဖို့တောင်းဆိုပါတယ်။စပိုင်းမှာကျုံကညှင်းဆိုခဲ့ပေမဲ့တော်မီကအတင်းကျပ်တောင်းဆိုရဲ့အတွက်ကျုံတင်းနဲ့မောင်းဖြုတ်လိုက်ပါတယ်။ Peaky Blinders တွေကသူတို့ရဲ့တူတေးကိုနှုတ်ဆက်ကြပြီးတော်မီကပြားတပုတ်ရွရင်တေဆုံးသားချိန်မှာကျုံကိုကျွေးနေပါတယ်။ဂုံးကကျုံကိုချစ်ပစီပရင်တစ်လို့ခေါ်ဆိုကြပြီးကျုံကကြံနေသေးရဲ့ငွေဆက်ကူတူတွေကိုမိရှို့ပစ်ဖို့သူတို့ကိုအမိန့်ပေးပါတယ်။အချိန်တော်ကြာပြီးနောက်ကာလိုကတော်မီရဲ့စာအုပ်ကိုယူပြီးကျုံကိုပေးပါတယ်။ဂုံးသားတွေဟာတော်မီရဲ့အလောင်းတပ်ပုံချိုးနဲ့နောက်ဆုံးကြံတဲ့ငွေဆက်ကူတူတွေပါတယ်။လှဲတစီနာမှာစုဝေးကြပါတယ်။ကျုံကအဲ့ဒါကိုမိရှို့လိုက်ပြီးအဖွဲ့သားတွေကကောင်းမွန်စွာနှုတ်ဆက်နိုင်ဖို့မိရုံပေးမှာနာရီပေါင်းများစွာနေခဲ့ကြပါတယ်။နောက်ထပ်ဒီလိုဗီဒီယိုတွေကိုကြည့်ရှုနိုင်ဖို့အတွက် Subscribe လုပ်ပြီး Notification ခေါင်းလောင်းလေးကိုနှိပ်ထားပေးပါဦးကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။